EV တစီရယူ ICE ကားရင်းနဲ့ရှင်းလိုက်အပူထွက်တဲ့အစိပ်ပိုင်းတွေကပုံများတယ်ပေါ့နော်ရိုးတက်စီကားတွေမှာဆိုရင်ရှေ့မှာပါတဲ့ရေတိုင်းတွေကအင်ဂျင်တစ်မျိုးတည်းကိုပဲအေးပေးဖို့အတွက်အလုပ်လုပ်တာမလို့ဒီ EV ကားတွေမှာတော့6လန်လိုင်းကအလောက်ကြီးရှုပ်ထွေးမှုမရှိဘူးပေါ့နော်ဒီမှာ radiator နှစ်ထပ်ဖြစ်နေတာကတော့တစ်မျိုးက aircon အတွက်ဖြစ်ပြီးနောက်တစ်မျိုးကတော့6လန်အတွက်ပေါ့နော်EV ဆိုတာဘက်ထရီယာစွမ်းအင်ကိုအဓိကယူပြီးအလုပ်လုပ်တာမလို့ဒီဘက်ထရီယာသူ့အတွက်တင်းတော်တဲ့အပူချိန်မှာပဲအများအားရှိနေလို့လိုအပ်ပါတယ်အရန်အေးနေလို့လည်းမရသလိုအရန်ပူနေလို့လည်းမရဘူးဗျဒီ EV ဘက်ထရီတွေကအရန် sensitive ဖြစ်တယ်ပေါ့နော်25 degree Celsius နဲ့35 degree Celsius မှာပဲအများအားထိန်းပေးထားရတာပါကျွန်တော်တို့အပြင်ဘက်ကယာစီဥတုကအရန်ပူနေတဲ့အချိန်မျိုးမှာဆိုရင်ဒီရှိရရေတိုင်းကြီးတစ်ခုတည်းနဲ့အေးပေးတာမလုံလောက်တော့ဘူးပေါ့နော်ဒီ6လန်ကိုအကောင်းဆုံးအပူချိန်ရောက်ဖို့အတွက်ကျွန်တော်ကားမှာသုံးတဲ့ aircon စနစ်နဲ့ပါတွဲပြီးတော့ဒီရေကိုအပူချိန်လျှော့ချပေးရပါတယ်ကားတွင်းနဲ့ကိုလည်းအေးဖို့အတွက်အလုပ်လုပ်ပေးရတယ်လို့ဒီ6လန်ကိုအေးဖို့လည်းဒီ aircon စနစ်နဲ့အတူတူတွဲပြီးအလုပ်လုပ်တယ်ပေါ့နော်အဲဒါကြောင့်ဒီ EV ရဲ့6လန် line တွေကအရန်ရှုပ်ထွေးလုံးနေတာပါရေခဲတဲ့ data တွေမှာဆိုလည်းဒီဘက်ထရီကအရန်အေးသွားလို့မြင်ရတဲ့အတွက်လိုအပ်တဲ့အပူချိန်ရဖို့အပူပေးရတာမျိုးတွေလည်းရှိရပေါ့နော်ခုမြင်နေရတဲ့ power train domain controller ဆိုရင်လည်းသူအလုပ်လုပ်တဲ့ချိန်မှာအပူထွက်တဲ့အတွက်သူ့လည်း6လန်နဲ့ပဲအေးပေးရတယ်ပေါ့နော်ကောင်းမောင်းနေတဲ့မော်တာကလည်းအပူထွက်တယ်ဗျဘက်ထရီကလည်းအပူထွက်တယ်ဗျခုမြင်နေရတဲ့ controller ကြီးကလည်းအပူထွက်တယ်လို့နောက်ဆုံးအားသွင်းနေတဲ့အချိန်မှာတော့မှဒီ onboard charger တွေကလည်းအပူထွက်သေးရပေါ့နော်အဲကြောင့်ကားတစ်စီးကအားသွင်းနေတဲ့အချိန်မှာဆိုရင်လည်းဒီ6လန်ပိုင်းအလုပ်လုပ်နေရပေါ့နော်မော်တာတန်လေးတွေကြားရတတ်တယ်